လောက်ရှော့ရဲ့ congratulation လောက်တာကိုခံခဲ့ရတဲ့အပြင်ဘရူနိုရဲ့ဂျာစီကိုပါလန်းဆောင်ရခဲ့တဲ့မောင်မောင်လင်းပရိသတ်များလုံးပဲမင်္ဂလာပါ Highlight မြန်မာ Sport ရဲ့ Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုလိုက်ပါတယ်မြန်မာကစားမမောင်မောင်လင်းကတော့မန်ယူကိုသွင်းနိုင်ခဲ့လို့တေးပြော်ပြီးလို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့အာဆီယံညွန့်ပေါင်းအသင်းနဲ့မန်ယူအသင်းတို့ရဲ့ခြေစမ်းပွဲမှာမောင်မောင်လင်းကဒုတိယပိုင်း54မိနစ်မှာလူစားဝင်ကစားခဲ့ရပြီးပွဲချိန်82မိနစ်မှာအာဆီယံညွန့်ပေါင်းအသင်းအတွက်တလုံးတည်းသောနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီနေ့မှာတော့မောင်လင်းကလည်းမြန်မာနိုင်ငံတို့ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီးမီဒီယာတွေနဲ့တွေ့ဆုံစင်မှာထပ်မံအတိုင်းပြောကြားသွားခဲ့တာပါဒီပွဲစဉ်မှာဂိုးသွင်းယူနိုင်တဲ့ခန်းစားချက်နဲ့ပတ်သက်လို့မောင်လင်းကဒီကြောင့်ကျွန်တော်ဘယ်တော့မှမေးလို့ရတော့မှာမဟုတ်ပါဘူးဒီချိန်မှာတည်သွားမယ်ဆိုရင်တော့မှကျွန်တော်တေးပြောပါပြီးကိုကြိုက်တဲ့တင်းနဲ့ကစားရတယ်ဂိုးလည်းရခဲ့တယ်ရတဲ့ဂိုးကလည်းအနိုင်ဂိုးဆိုတော့လေလို့ပြောသွားခဲ့ပါတယ်ဒါအပြင်မန်ကစားမတွေကသူ့အပေါ်မှာဘယ်လိုပဲပုံဆက်ဆံခဲ့လဲအကြောင်းနဲ့ပတ်သက်လို့လည်းမောင်မောင်လင်းကလုံရှော့ကတော့ရမ်းပဲဖော်ပြပါတယ်ကျွန်တော်ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်သူက congratulation လာလုပ်တယ်ကျွန်တော်လည်းသူ့ကိုပြောလိုက်တယ်ငါကမြန်မာနိုင်ငံကစားသမားပဲငါတို့နိုင်ငံမှာမန်ယူကိုအားပေးကြတဲ့ပရိသတ်တွေကမှအများကြီးပဲလို့ပြောတော့โอเคသူမြန်မာနိုင်ငံကိုတည်တယ်လို့ပြန်ပြောတယ်နောက်ပြီးသူကပြောသေးတယ်ဘသူရဲ့ဂျာစီကိုလိုချင်လဲဆိုတော့ကျွန်တော်ဘရူနိုရဲ့ဂျာစီကိုလိုချင်တယ်လို့ပြောလိုက်ပါတယ်အဲ့တော့သူကိုယ်တိုင်ဘရူနိုစီကနေဂျာစီတောင်းပြီးကျွန်တော်ကိုလာပေးတယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်အမတ်တရတွေမှာမောင်မောင်လင်းထက်ရဖို့လည်းမလဲတော့တဲ့အမတ်တရတွေမှာဘွားမှာကိုဖြစ်ချင်ရာတွေကိုလုပ်ပြနိုင်ခဲ့မယ်ဆိုရင်ဒါဟာဘွားမှာအသက်ရှင်နေထိုင်ရာကျိုးနှက်ပြီလို့မှတ်ယူနိုင်ပါတယ်အခုမောင်မောင်လင်းကတသက်စာအမတ်တရတွေကိုအောင်မြင်စွာရေးထိုးနိုင်ခဲ့ပါပြီဒီလိုဖြစ်ချင်ခဲ့ပေမဲ့ဒီလိုဖြစ်လာဖို့တော့မောင်မောင်လင်းကိုယ်တိုင်လည်းမျှော်လင့်ရဲခဲ့မှာမဟုတ်ပါဘူးဒီအမတ်တရတွေကကဘာတီတွေထင်ချန်နေမှာပါကျွန်တော်တို့မြန်မာပြည်သားတွေအားလုံးရဲ့နှလုံးသားထဲမှာရောပေါ့